ကဲ2026မှာအစင်းလေးအကွက်တွေခက်စားမှာကဲဒီတစ်ခေါက်အစင်းလေးကဘာအစင်းလေးဖြစ်မလဲဆိုတာကိုဗီဒီယိုဆုံးအောင်ကြည့်ပေးသွားနော်အသားလေးကကြတော့ခြိသားလေးပေါ့နော်အစင်းစိတ်ကလေးကိုလုပ်ပေးထားတယ်ပထမတစ်ခါထုတ်ထားတာက digital span BKK ခြိ span ကိုအမကအစင်းကျဲလေးလုပ်ပေးထားတယ်ဒီတစ်ခါကိုကြတော့ခြိသားလေးပေါ့နော်ခြိသားအစင်းစိတ်ကလေးကိုပထမတစ်ခါထွက်ထားတဲ့ဒီဇိုင်းလေးစက်ကက်လေးနဲ့အေးလေးခြိစက်ကက်လေးနဲ့ထုတ်ထားတဲ့ဒီဇိုင်းလေးအဲ့ဒါလေးကိုအမကလက်ပြတ်ပုံလေးပြန်ထုတ်ပေးထားတယ်နွေရာသီဆိုတော့အခါကျတော့ပူတဲ့ခါကျတော့လက်ပြက်လေးတွေကအေးတယ်လေအဲ့အတွက်ကြောင့်အမလက်ပြက်လေးလုပ်ပေးထားတယ်အဲ့ဒီဒီဇိုင်းလေးကကျတော့ V shape အကွဲလေးအဲ့ဒီမှာတစောင်းရင်မုံအဆောင်ကလေးကိုအမကဒီမှာကြာဘူးလေးတွေပေါ့နော်ကြာဘူးလေးတွေထည့်ပေးထားတယ်ကြာဘူးလေးတွေအလှဆင်ပေးထားတယ်အောက်ကလေးကနည်းနည်းလေးပဲခွဲပေးထားတယ်ပေါ့နော်လက်ကလေးကိုကျတော့လက်ပြက်နောက်ကျောလေးဆိုလို့ရှိရင်အမကရေကူးထောင်လေးပါမယ်အဲ့ဒါကိုလို့သလို adjust လုပ်လို့ရအောင်ဖဲချိုးလေးထည့်ပေးထားတယ်ဖဲချိုးချီလို့ရတယ်နော်ဖဲချိုးချီထားရင်လည်းရတယ်ဖဲချိုးဖြုတ်ပြီးတော့ဝိတ်လည်းလှတယ်အဲ့ဒီမှာမှအိတ်ကက်လေးနဲ့ဖက်ပါမယ်ဘောင်းမျိုးကြဒီတစ်ခါအရှည်လေးလုပ်ပေးထားတယ်အိတ်ကက်စတိုင်မန်ပုံလေးလုပ်ပေးထားတယ်အင်ကြီး site ကလေးကိုကြတော့နှစ် site ထုတ်ပေးထားတယ်၄နှစ်ရယ်၄လေးရယ်နှစ် site ထုတ်ပေးထားတယ်အယောင်လိုင်းလေးတွေကြတော့လေတအားလာတယ်သူလည်း colorful ရောင်လေးပဲเนาะပြောမယ်ဆိုရင်နုဖတ်နေရပဲအယောင်လေးတွေအဲ့ဒါ9ရောင်ထုတ်ပေးထားတယ်အယောင်လေးကိုအမဆက်ပြီးတော့ပြပြီးမယ်အယောင်လေးကကြတော့ဒါလေးဆိုလို့ရှိရင်မိုးပြတ်ရောင်အေးလေးเนาะမျက်စိအေးတယ်ဒါလေးဆိုရင်တခွားရောင်လေးဒါလေးဆိုရင်ခရမ်းရောင်ဒါလေးဆိုအဝါနုနုလေးဒါလေးဆိုရင်အမဲကဲဒါလေးဆိုရင်လိမ်မော်ရောင်လေးအမောက်ဝတ်ထားတာကြတော့အစိမ်းနုနုလေးမျက်စိအေးတယ်เนาะကာလာလိုင်းအကုန်လုံးကလေနွေရာသီနဲ့လိုက်ဖက်တဲ့အယောင်လေးတွေပဲအမရွေးပေးထားတယ်ကြည့်တဲ့သူကလည်းအေးမဲ့ဝတ်တဲ့သူကလည်းအေးမဲ့ကာလာလေးတွေပေါ့เนาะအဲ့ဒီကဒီဇိုင်းလေးလည်းကြိုက်တယ် site လေးလည်းကြိုက်တယ်ဆိုရင် Viber phone number 0943128857ကိုလက်ကဆက်သွယ်မှယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ပေါက်တဲ့အားလုံးဇီယောင်းကောင်းကြပါစေရှင်